အားလုံးပဲမင်္ဂလာပါဒီနေ့တော့ပစုံဟင်းလေးနဲ့ခရမ်းချင်တီတုံးလှုပ်စားဖြစ်ပါတယ်စပူမူလေးကတော့အသစ်ခံလာတာပေါ့နော်စားတာပါအရင်ဦးဆုံးချက်သွန်ဖြူနီးငရုတ်သီးစိမ်ခရမ်းချင်တီကိုအနှစ်လေးကြာလာအောင်စီတက်မယ်ပြီးရင်မဆလာနဲ့ငရုတ်သီးစိမ်းမုတ်လေးထည့်ပြီးတော့မွှေးလာအောင်စီတက်ပါမယ်ပြောနေတော့ပိုက်စားလာပါပြီပစုံလေးကိုလည်းအနှစ်ကလေးသူ့ထဲဝင်သွားအောင်ရေလေးနဲ့ငယ်ထဲကအနှစ်လေးကြာလာတဲ့အထိမီးအေးအေးလေးနဲ့ချက်ထားပါတယ်အခုတော့ရတာရှိတဲ့ပစုံဟင်းလေးရပါပြီနောက်ပြီးခရမ်းချင်တီတုံးလေးအတွက်မြေပဲလေးထောင်းထားတာထည့်မယ်ရင်တီးစိမ်းလေးလှီးထားတာထည့်ပါမယ်ပြီးရင်ကြက်သွန်နီလေးထည့်စီလေးထည့်ပြီးတော့တုပ်ပါတယ်နောက်ဆုံးမှနည်းနည်းမင်းလေးနဲ့ပစုံချောက်လေးအုပ်ကအရတာရှိတဲ့ခင်းချင်တီတုပ်လေးကိုပစုံဟင်းလေးနဲ့စားလိုက်ပါအောင်မယ်အားလုံးပဲကျေးဇူးတင်ပါတယ်ချက်ရဲ့ TikTok အကောင့်ကိုရော YouTube လေးကိုပါ Subscribe လေးလုပ်ပေးပါအောင်နော်နောက်ဗီဒီယိုမှာပြန်ဆောင်ပါမယ်